สวัสดีครับမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ထိုင်းစကားကိုအခြေခံကနေစတင်ပြီးပြောတတ်ချင်တဲ့သူတွေအတွက်ဗီဒီယိုလေးကိုလေ့လာလို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့မိမိကိုယ်ကိုထိုင်းစကားနဲ့ဘယ်လိုမိတ်ဆက်ရမလဲဆိုတာကိုတင်ပြပေးတာပါတယ်မိတ်ဆက်ခြင်းကအရေးကြီးတဲ့အခင်းချင်းတစ်ခုဖြစ်ပါတယ်လူနှစ်ဦးသို့မဟုတ်ပုဂ္ဂိုလ်တွေကြားမှာအကြောင်းအရာတစ်ခုဖြစ်လာစေရန်လိုအပ်တဲ့စကားပြောဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ဖို့ပြောကြားချင်ပါတယ်ကဲအဲ့ဒါဆိုရင်စလိုက်ရမင်္ဂလာပါခင်ဗျာสวัสดีครับสวัสดีครับမင်္ဂလာပါရှင်สวัสดีค่ะสวัสดีค่ะကျွန်တော်နာမည်ချိုင်းပါผมชื่อชัยครับผมชื่อชัยครับကျမနာမည်ดาวပါดิฉันชื่อดาวค่ะดิฉันชื่อดาวค่ะကျွန်တော်မြန်မာနိုင်ငံကလာပါတယ်ผมมาจากประเทศမြန်မာผมมาจากประเทศမြန်မာကျမကလည်းမြန်မာနိုင်ငံကလာပါတယ်ดิฉันก็มาจากประเทศမြန်မာดิฉันก็มาจากประเทศမြန်မာကျွန်တော်အသက်25နှစ်ပါผมอายุ25ปีผมอายุ25ปีကျမအသက်24နှစ်ดิฉันอายุ24ปีดิฉันอายุ24ปีကျွန်တော်ဘန်ကောက်မှာအလုပ်လုပ်တယ်ผมทำงานอยู่ที่กรุงเทพผมทำงานอยู่ที่กรุงเทพကျမမဟာชัยမှာအလုပ်လုပ်တယ်ดิฉันทำงานอยู่ที่มหาชัยดิฉันทำงานอยู่ที่มหาชัยတွေ့ရတာဝမ်းသာပါတယ်ยินดีที่ได้รู้จักครับยินดีที่ได้รู้จักครับကျမလည်းအတူတူပဲยินดีเช่นกันค่ะยินดีเช่นกันค่ะကျေးဇူးတင်ပါတယ်ขอบคุณครับขอบคุณครับကျေးဇူးတင်ပါတယ်ขอบคุณค่ะขอบคุณค่ะဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့သင်အတွက်အကျိုးတစ်စုံတရာရှိခဲ့မယ်ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်